မင်္ဂလာပါဒီနေ့ကတော့ Oreo စားမယ်ကျတော့အာမီတို့ပုံပေါ့နော်ဒါပေမဲ့ဒီမို့ရအခုထွက်တာတိတ်မကြသေးဘူးရန်လဲ hot ဖြစ်နေအောင်လားအားကြောင့်လို့ဝယ်ပြီးတော့စားကြည့်နေဝယ်တဲ့အချိန်မှာဒီမှာထိုင်းမှာမရောင်းဘူးမရောင်းတော့ online မှာတွေ့ရတယ် online မှာမှာလိုက်တာဒီမှာတော့6လောက်ပါတယ်သူကတော့ဒါကတော့ hot dog တွေပါနော် brown sugar pancake တွေပါနဲ့လို့ထုတ်လို့ပြောထဲမှာမတူတဲ့ဒီဇိုင်း73မျိုးပါတယ်ဒီလိုကြတော့ဘယ်လိုမျိုးထည့်ပေးလဲမသိ73မျိုးတချမ်းတော့ဒီလိုတချမ်းဒီလိုဟိုးစာမတူတော့ခုတည်းမတူသေးဘူးတော့ဟုတ်တူတယ်အော်နာမည်ကိုရေးတာဘယ်လိုမျိုးရှိလဲအဲ့ဒါဖပြီးအကုန်ပြီးရင်စားမှာနော်မစားနိုင်အရင်တူကြီးမှာအိုးနည်းနည်း brown sugar နဲ့အားလုံးတော့ဖောက်ပြီးသွားပြီဖောက်လောက်တော့သွားလေ73ခုတော့မပါဘူး light stick နဲ့ဟာမပါဘူးပြီးတော့ဒီနာမည်တွေအကုန်လုံးရေးရတဲ့ဟာကလည်းဒီတစ်ထုပ်လုံးမှာတစ်ခုပဲပါတယ်ကျန်တဲ့ဟာတွေကတော့ပါတယ်အဲ့ light stick တော့မပါဘူးအဲ့တော့12ခုပဲစုံတယ် review တွေမှာကြည့်ကြရတယ်ဒီကတွေတော်တော်လေးချိုးတယ်လို့ပြောတယ်အဲ့နဲ့စားဖို့ Oreo ဆိုတော့တဲ့အတိုင်းပဲဟိုမျိုးဒါကြတော့ coffee အချိုးမထည့်တာအောင်အဲ့နဲ့စားမယ်โอเคအရင်ဆုံးသူ့ရင်စားပါမယ်ဟိုနဲ့တော်လေးမှုရတော့အထက်က cream ကတော့ဖြူရဟိုတော့ကနဟိုတော့နဲ့တော်လေးမှုရအိုးbrown sugar နဲ့မှုရတော့ကျက်နာကတော့ချိုးဒါဝိုင်းလို့ရှိရင်တော့တွိုင်းမှာချိုးပြီးကြတယ်ပြီးလို့ရှိရင်အဆမ်းလေးပုံမှန် Oreo ထက်လည်းပိုပြီးတော့မိုးရခလင်ရ cream ကကြတော့ hot dog pancake လုပ်တဲ့ brown sugar ရတာလို့ချိုးတယ်အပေါ်က biscuit ကတော့မချိုးသူကမဟုတ်လို့ရှိရင်လေရတယ်တခြားနဲ့မွေးမွေးလေးနဲ့နေပြီးတော့ cinnamon အနက်တင်းတင်းလေးပါတယ်မောင်နဲ့စဉ်းစားမှာevery dress ကျဲအာမီမဟုတ်တော့လေရေးရတဲ့စာတွေတချို့ထားတော့နားမလဲပါတော့သူတို့အတိတ်ပဲ coffee နဲ့လည်းတူစားကြည့်ပါ coffee ကတော့တခြားမထည့်တာကျဲ coffee ကြိုက်လို့ဆိုတော့ပြဒီဟာချိုးရတယ် coffee နဲ့လိုက်တယ်တော့ပြီးတော့တစ်ခုလေးတော့ပါတယ်နာမည်ကိုရေးရတာဒီတစ်ခုပဲပါတယ်အဲ့တစ်ခုပဲပါတယ်နိုင်ငံတော့ package တော့နဲ့ကွာမယ်ထင်တယ်ဒီမှာဝင်တဲ့ဟာကြတော့ဒါတော့ online ကဝယ်တော့ဒီထိုင်းရထုတ်တော့မဟုတ်ဘူးဘယ်နိုင်ငံထုတ်လဲမသိတာကျတော့ Shopee မှာရတာ made in Indonesia လာတယ် package ကတော့တိတ်မတူတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီအထုပ်ကြီးဆိုလို့ရှိရင်သူကဒီလို one pack နဲ့လာတာမဟုတ်ဒီကနေပြီးတော့အပေါ်ကနေဖောက်ပြီးတော့သူအကန့်နေနေတာဒီမှာကျအဲ့လိုမဟုတ်ထုံနေဒီမှာထိုင်းမှာလည်းရောင်းနေပြီးပြောတယ်ဘယ်လိုမျိုးဘယ်လိုပုံစံနဲ့တော့မသိဘူး happiness
လေချိုးလို့အချိုးတိတ်မစားရဆိုလို့ရှိရင်တော့ဘယ်လိုချိုးလိုက်မယ်ဆိုတော့မ brown sugar ကြတဲ့သူဆိုရှင်တော့ကြိုက်မှာသူ့နဲ့တော့မွေးရအိုးရစတဲ့မှာပြောစားကြခရီးမပူမွေးရစနကူမြပါစတုံးရမပါလားလာလေအမီရမ်းဟောတခြားအိုရီယိုကြိုက်တဲ့သူတွေလည်းဝယ်စားတဲ့တရားအခုတော့ထိုင်းကိုရောက်နေပါပြီအခုကျဲသွားတာတော့ဒီဘန်ကောက်က Lotus မှာပေါ့နော်အဲ့ဒီမှာတော့စပြီးတင်ရောက်နေပြီအခုဘန်ကောက်ရောက်နေဆိုလို့ရှိရင်အမြန်တော့ဝယ်စားကြည့်နော်